စီးပွားလက်လာပါတယ်ပွင့်လန်းစေဖို့လက်ရွှင်စေဖို့အတွက်ရုပ်ကစိုးနှမင်းနဲ့ပြုလုပ်ရတဲ့ရရနီလေးအကြောင်းကိုမစဒီနေ့ပြပြမယ်နော်ညောင်မင်းတပင်ကနေရုပ်ကစိုးနှမင်းကိုခွင့်ပန်ပြီးတော့ညောင်ရွက်တစ်ရက်ကိုခူးခဲ့ပါအရွက်တွေခူးခဲ့နေတဲ့အချိန်မှာခွင့်တောင်းပြီးမှခူးပါမိမိခိုးရမယ်ညောင်ပင်ရဲ့အရွယ်အစားကပင်စီကအနည်းဆုံးလုံးပတ်2ပေဒါမှမဟုတ်ခိုင်း9ခိုင်းရှိရဲ့ညောင်ပင်ဖြစ်ရပါမယ်ဒါပေမဲ့မိမိခူးမဲ့ညောင်ပင်ကဘောရီညောင်ပင်ဖြစ်တယ်ဆိုရင်တော့ခူးလို့မရပါဘူးကြွေကြတဲ့အရွက်ကိုသာကောက်ယူပြီးတော့အသုံးပြုရပါမယ်ဘောရီညောင်ကိုဘာလို့မခူးခိုင်းတာလဲဆိုတော့ဈေးဒီထိုက်တဲ့အပင်ဖြစ်တဲ့အတွက်ဖြက်စီးရကြနေလို့မခူးခိုင်းတာပါကဲမိမိကညောင်ပင်ရုပ်ကစိုးရှိရနေပြီးတော့ညောင်ရွက်တစ်ရွက်ကိုညောင်ရွက်ပေါ့နော်ဘိုးကညောင်ပင်သွားမှာဝေးတယ်ဆိုတော့2ရွက်3ရွက်လောက်ပေါ့နော်ခွင်တောင်းပြီးတော့ခူယူခဲ့ပါမိမိခူယူလာတဲ့ညောင်ရွက်ထဲကညောင်ရွက်တစ်ရွက်ကိုပကံပြားပေါ်ကိုညောင်ရွက်ကိုတင်လိုက်ပါညောင်ရွက်တင်ပြီးွားရင်ညောင်ရွက်ပေါ်မှာမက်ဆေ့တင်ပြီးတော့ဖျောင်းနိုင်အစိမ်းရောင်လေးနဲ့ထွန်းပြီးတော့မီးညှိပြီးတော့ဖျားเจ้าဆောင်မှာလှူဒန်းပါအဲ့လိုလှူဒန်းပြီးတဲ့အချိန်မှာဘာလုပ်ရမလဲဆိုတော့အရဟံဂုံတော်ကိုမိမိသက်စိပရိစိတ်ပါမိမိသက်စိပရိပတ်ကိုရအောင်စိတ်နော်စိတ်ပြီးတော့တဲ့အခါကျရင်ညောင်မင်းရုပ်ကစိုးနဲ့သက်ဆိုင်တဲ့ဂါထာကိုရွေရပါမယ်အာကာသဌာနဘူမထာစရုက္ခထာစမဟိတိကအဋ္ဌိမန္နောစရေဒေဝမံပါလေတုပတိတ်စီတံပြီးတော့49ကောင်ရွတ်စုပါပြီးတဲ့အခါမှာကိုခူးလာတဲ့ညောင်ပင်ကရုပ်ကစိုးကိုစိတ်ထဲမှာတိုင်တယ်ပြီးတော့မိမိဖြစ်ချင်တဲ့အရာတွေကိုစိတ်ကြိုက်စုတောင်းပါဒီလိုမျိုးဘယ်နှရက်ပြုလို့ရမလဲဆိုရင်အဋိဋ္ဌံအနေနဲ့10ရက်ဝင်ရပါမယ်10ရက်တီတီညစဉ်ပဲဖြစ်ဖြစ်နနက်ပဲဖြစ်ဖြစ်10ရက်မီးထွန်းပြီးတော့ဆူတောင်းဒိဋ္ဌံကိုပြုလုပ်ရပါမယ်မိမိဖျားရှိခိုးပြီးတဲ့အချိန်တိုင်းမိမိပြုလုပ်ပူတဲ့ကုသိုလ်ကောင်းမှုတွေကိုတည်းမိမိခူးလာတဲ့ညောင်ပင်ကရုပ်ကစိုးကိုအမျှဝေမေတ္တာပို့ပေးပါဒါဆိုရင်တော့မိမိကအဋိဋ္ဌံ10ရက်အတွင်းမှာလဲစုတစ်ခုကိုပဲတောင်းပါတေးသေးချာချာလေးလေးနက်နက်ပြုလုပ်ကြည့်မယ်ဆိုရင်တော့မိမိအဋိဋ္ဌံအမြန်ဆုံးပြေဝတာကိုလည်းတွေ့မြင်ရပါလိမ့်မယ်မိမိအဋိဋ္ဌံပြည့်ရင်တော့မိမိခူးလာတဲ့ညောင်ပင်ကရုပ်ကစိုးနှမင်းကိုအမွှေးတိုင်းဖျောင်းနိုင်တဲ့ကောက်ညင်းပေါင်းကိုအုံသီးများများလေးဖြူပြီးတော့သွားရောက်ပြီးတော့လှူဒန်းပေးပါဒီနီးလေးကတော့လက်လာပါနဲ့စီးပွားရေးမှာအလွန်ကိုအဆင်ပြေစေတဲ့နီလန်းလေးလည်းဖြစ်ပါတယ်ဒီနီးလေးကိုအသုံးပြုခြင်းအပြင်စီးပွားလက်လာပါတွေတိုးပွားကြပါစေမက်စာရဲ့ channel လေးကိုလည်း like subscribe and follow လေးလုပ်ပေးပါနော်